အားလုံးပဲမင်္ဂလာပါ In the Wall Channel ကနေပြီးတော့ကြိုဆိုပါရစေအခု2026ခုနှစ်မေလ10ရက်နေ့ကနေစတင်ပြီးတော့ American သမ္မတ Donald Trump ကနေ Unidentified Anomalous Phenomena လို့ခေါ်တဲ့ UAP ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ပေးနေပါတယ်ကဲဒီတော့ဒီအမျိုးအမည်မသိရွေရှားနေတဲ့အရာဝတ္ထုတွေကဘာတွေဖြစ်မလဲဒါတွေကိုဟိုးရင်အားဆိုလို့ရှိရင်တော့ Unidentified Flying Object UFO ဆိုပြီးတော့ခေါ်ကြပါတယ်ဒါမြန်မာလိုဆိုရင်တော့ဒါပကံပြားပြန်လို့ခေါ်တာပေါ့ဗျာဒါပေမဲ့ဒီလိုခေါ်တဲ့အချိန်မှာဘာပြဿနာရှိလဲဆိုတော့ကျွန်တော်တို့ဒီနက္ခတ္တဗေဒပညာရှင်တွေတိုက်လေရင်မှုတွေအာကာသယာဉ်တွေမှာလိုက်ပါသွားတဲ့လူတွေကသူတို့ရဲ့သက်ဆိုင်ရာဌာနတွေကိုအကြောင်းကြားတဲ့အချိန်မှာဟာငါတော့ဒီ UFO ကြီးတွေ့တယ်လို့ပြောဖို့ကဒါတော်တော်လေးကွက်ကြပါတယ်ဥပမာဒါမြန်မာလိုဆိုရင်ဗျာဘိုးကြီးမှာကျွန်တော်ပကံများပြန်ကြီးတွေ့တယ်ဆိုတာသူကလမ်းပြောမှာမင်းအယူလာပေါ့ဒါပကံများပြန်အဲ့လိုမျိုးဖြစ်မှာဆိုလို့ပေါ့အခုသူတို့က Unidentified Anomalous Phenomena ဆိုပြီးတော့အမည်မသိရွေရှားနေတဲ့ဖြစ်စဉ်များဆိုပြီးတော့ပြောင်းလဲခေါ်ဆိုလိုက်ပါတယ်ဒီလိုဖြစ်စဉ်မှာဆိုလို့ရှိရင်ဒါလေပေါ်ပြန်နေတဲ့အရာဝတ္ထုတွေမဟုတ်ဘဲနဲ့ဒါရေရောက်ကအရာဝတ္ထုတွေနောက်ပြီးတော့ဒီတခြားအာကာသထဲမှာဖြစ်တဲ့ဖြစ်စဉ်တွေနဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဒါပြန်တန်းနေတဲ့အရာဝတ္ထုတစ်ခုတွေမဟုတ်ဘဲနဲ့ဒါအလင်းပြန်တာတွေဒါကျွန်တော်တို့မသိတဲ့အရာတွေဒါမှမဟုတ်တခြားအရာဝတ္ထုတစ်ခုခုသွားနေတာတွေစသည်ဖြင့်ပေါ့မျိုးစုံဖြစ်နိုင်တဲ့အကြောင်းအရာတစ်ခုဖြစ်ပြောင်းလဲလိုက်ပါတယ်ဒါပေမဲ့ကျွန်တော် personally ရဆိုရင်တော့ UFO ဆိုတဲ့အသုံးအနှုန်းကိုပိုကြိုက်ပါတယ်ဒါပြီးရင်ကျွန်တော်ဒါရုပ်သံအပြည့်အစုံမှာရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ကဲဒီတော့ Unidentified Anomalous Phenomena လို့ခေါ်တဲ့ဒီ UAP တွေကဘာတွေလဲနောက်ပြီးတော့ဒါတွေက US တခုထဲမှာနေတွေ့ရမှုပါဘူးဒါတစ်ကမ္ဘာလုံးနေရာအနှံ့အပြားမှာဒီဖြစ်စဉ်တွေကိုတွေ့ကြပါတယ်နိုင်ငံကြီးတွေတိုင်းမှာလည်းဒါတွေကိုဒါအမျိုးသားလုံခြုံရေးကိုထိပါစေတဲ့အရာတွေအဖြစ်လေ့လာဖို့အတွက်သူတို့မှာသတ်မှတ်ထားတဲ့ဌာနတွေအဖွဲ့အစည်းတွေရှိပါတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တခုပြောရရင်ကျွန်တော်ကိုယ်တိုင်လည်းမြင်မှုပါတယ်မြင်မှုရဲဆိုတာဒါကောင်းကင်ကိုတတိထားကြည့်နေတဲ့လူတွေ10ယောက်မှာ4ယောက်လောက်ကတော့မြင်မှုကြမယ်ထင်ပါတယ်ဒါကျွန်တော်ကဒါအရင်ဟိုးငငယ်လေးတွေကဒါ Stephen Hawking ပြောတဲ့look at your star and not down at your feet ဆိုတဲ့ဒါကောင်းကင်ကိုကြည့်ပါမင်းအမြဲတမ်းအောက်မှာပဲငုံကြည့်မနေပါနဲ့ဆိုတဲ့စကားအတိုင်းကျွန်တော်ဒါညဆိုရင်လည်းကျွန်တော်လမ်းလျှောက်ရင်ကောင်းကင်ကိုကြည့်တယ်ပေါ့ဗျာများသောအားဖြင့်ကျွန်တော်သတိထားပြီးကြည့်လေးရှိပါတယ်ဒါဘာတွေသွားနေလဲဘာတွေရွေ့နေလဲဘာတွေဖြစ်နေလဲပေါ့အဲ့လိုသတိထားကြည့်မယ်ဆိုရင်ဒါလူတိုင်းတွေ့မယ်ထင်ပါတယ်ကျွန်တော်တို့ကောင်းကင်မှာ drone လည်းမဟုတ်ဘူးလေယာဉ်လည်းမဟုတ်ဘူးဂျိုဒူလည်းမဟုတ်ဘူးဘာမှမသိတဲ့အရာတွေပေါ့အဲ့လိုပြန်နေတာကိုဒါသတိထားမိပါလိမ့်မယ်ဒါအဲ့လိုခွဲခြားရတာလည်းလွယ်ပါတယ်ဒါကောင်းကင်မှာပြန်နေတဲ့ဟာကဘာဖြစ်မလဲဆိုတာဥပမာဒီ International Space Station ISS ဆိုလို့ရှိရင်ဒါသူတသက်သေးပဲသွားတယ်ဗျာဘယ် ISS ကမှဒီလိုသွားမနေဘူးနောက်တစ်ခါဒီတခြားဂျိုရုတွေလေယာဉ်တွေဆိုရင်လည်းအထူးသဖြင့်ဂျိုရုတွေဆိုရင်လည်းတသက်သေးပဲသွားပါတယ်လေယာဉ်တွေဆိုလို့ရှိရင်လည်းများသောအားဖြင့်တသက်သေးသွားတယ်ကိုယ်ပြီဆိုလို့ရှိရင်လည်းသူတို့ကအရန်ကိုပြပြလေးဒီလိုမျိုးလေးပဲသွားပါတယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးနဲ့မတူဘဲနဲ့ဒီကောင်းကင်ပေါ်မှာမဖြစ်နိုင်တဲ့မြန်နှုန်းအနေနဲ့သွားနေပြီးတော့မဖြစ်နိုင်တဲ့တောင်ကျိုးတွေကိုချိုးပြီးတော့သွားနေတဲ့အရာဝတ္ထုတွေလည်းရှိပါတယ်ဒါမျိုးကိုကျွန်တော်နေမှာတစ်ခေါက်မြင်မှုပါတယ်ကျွန်တော်ကောင်းကင်ကိုကြည့်နေတဲ့အချိန်မှာပဲအဖြူရောင်အလင်းတန်းတစ်ခုကတန်းတန်းသွားတယ်ပြီးရင်ဒီလိုမျိုးတောင်ကျိုးကြီးချိုးတယ်ပြီးရင်ရှေ့ကိုတန်းတန်းဆက်သွားတယ်မျက်စိတစ်ဖြတ်လေးအတွင်းမှာပါပဲဒါပေမဲ့အဲ့ဒါအရန်မြန်တဲ့ဟာဖြစ်တဲ့အတွက်ကျွန်တော်တွေးတာရိုးလေးပါဘယ်အရာမှတော့အဲ့လိုတောင်းပြကြီးချိုးချလို့မရဘူးဆိုတာကျွန်တော်သိတယ်ဗျာဒီတော့ဒါထူးဆန်းတယ်ဆိုတော့ကျွန်တော်အမှတ်ရမိခဲ့ပါတယ်ဒီတော့ပြောချင်တာဒါမျိုးဖြစ်စဉ်တွေကကျွန်တော်တယောက်တည်းမဟုတ်ပါဘူးဒီလိုမျိုးဖြစ်စဉ်တွေကိုမြင်မှုတဲ့လူတွေလည်းဒါအများကြီးရှိရပါတယ်တချို့ဆိုရင်ဒါပါဇက်စကားပေါ့ဗျာဒီလိုမျိုးရင်မြိုင်ကြီးတစ်ခုထွက်သွားတာမြင်တယ်ပေါ့အဲ့လိုမျိုးကိုရှိရနေပြီးတော့ဒီအယောင်တွေလက်တောက်ပြီးတော့လေကွင်းတွေကနေသွားတာတို့ပါလို့ပါဇက်စကားတွေလည်းကျွန်တော်ကြားဘူးပါတယ်ဒါပေမဲ့ဒါတွေကတော့ကျွန်တော်အဖိုးအရင်ကပြောခဲ့တယ်လို့ပေါ့ဗျာချင့်ယုံပေါ့ဒါတရုတ်ကြီးချင့်ယုံဒါချင့်ပြီးတော့ယုံရမှာပေါ့ဟုတ်ချင်လည်းဟုတ်မှမဟုတ်ချင်လည်းမဟုတ်ဘူးကျွန်တော်တို့ကိုယ့်မျက်လုံးနဲ့ကိုတွေ့ရပဲယုံပါတယ်ဒီလိုမျိုးပြန်တန်းနေတဲ့ဖြစ်စဉ်တွေကမြန်မာပြည်မှာကျွန်တော်တွေ့ခဲ့တဲ့နေရာတစ်ခုတည်းမဟုတ်ပါဘူးဒါနေရာတိုင်းနိုင်ငံတိုင်းနီးပါးမှာဒီလိုမျိုးဖြစ်စဉ်တွေကိုမြင်ရလေရှိပါတယ်ဒါအင်းနဲ့ပတ်သက်ပြီးတော့လည်းဒါအထောက်အထားတွေရှိခဲ့ပါတယ်အခုဒါ US ကထုတ်ပေးနေတာဆိုလို့ရှိရင်ဒါတကယ်သိတာပြီးတော့တကယ်ကိုဒါထင်သာမြင်သာရှိတဲ့ဖြစ်စဉ်တွေလည်းဖြစ်ပါတယ်ကဲဒီတော့ဒီ UAP တွေကဘာတွေလဲကျွန်တော်တို့သမိုင်းမှာရောဒီ UAP တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတိကျတဲ့အထောက်အထားတွေရှိခဲ့ဘူးလဲကျွန်တော်နဲ့အတူလိုက်ပြီးတော့ကြည့်လိုက်ရအောင်เนาะ UAP တွေကဘာတွေဖြစ်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့သိပ္ပံပညာရှင်တွေနဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကဒီအချက်၄ချက်ကိုလက်ခံထားကြပါတယ်ဒါ
ဒါသူတို့နံပါတ်1လက်ခံထားတဲ့အချက်ကတော့အစစ်မြင့်နီးပညာသုံးရင်တွေပဲဖြစ်ပါတယ်ဒါတနိုင်ငံနဲ့တနိုင်ငံသူတို့အချင်းချင်းမသိအောင်ရှို့ဝှက်ပြီးတော့စောက်လုပ်ထားတဲ့အစစ်မြင့်နီးပညာတွေနဲ့ဒါတယောက်နဲ့တယောက်ထောက်လှမ်းရေးလုပ်နေကြတာဆိုတဲ့အယူအဆမျိုးကိုလက်ခံကြပါတယ်ဒါကလည်းနည်းနည်းတော့တွေးစရာတော့ရှိပါတယ်ကျွန်တော်တို့ဟိုးရင်နီးပညာတွေလေရင်မပေါ်ခင်တော့မှ US4 ဖြစ်စဉ်တွေရှိခဲ့မှုပါတယ်ကျွန်တော်ပြီးရင်ဒါအသေးစိတ်ရှင်းပြပေးပါမယ်ကဲဒီတော့ဒါသူတို့ရဲ့ပထမဆုံးယူဆချက်ပါဖြစ်နိုင်ခြေရှိမရှိကတော့ဒါကိုယ့်အကိုသုံးသက်ကြည့်လို့ရပါတယ်ဒီ UAP တွေကနိုင်ငံကြီးတွေရဲ့နီးပညာမြင့်ရင်တွေဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်ကလည်းဒီလိုနီးပညာတွေမပြောနဲ့ကားတော့မပေါ်သေးတဲ့အချိန်ကလည်း UAP ဖြစ်စဉ်တွေရှိခဲ့ပါတယ်နံပါတ်1ဖြစ်စဉ်က1562ခုနှစ်ညူရင်ဘတ်မြို့ကောင်းကင်ယံမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်မှာဒါကသမိုင်းမှာအကျော်ကြားဆုံးဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်1562ခုနှစ်ဧပြီလ14ရက်နေ့မနက်ပိုင်းမှာဂျာမနီနိုင်ငံညူရင်ဘတ်မြို့မှာနေထိုင်တဲ့ထောင်ပေါင်းများစွာသောသူတွေကကောင်းကင်မှာတိုက်ပွဲတစ်ခုလိုဖြစ်နေတာကိုမြင်ခဲ့ရပါတယ်အနီရောင်အပြာရောင်အမဲရောင်ပုံစံရှိတဲ့စလုံးပုံစံအရာဝတ္ထုတွေကောင်းကင်ပေါ်မှာရောထွေးပြီးပြန်တန်းသွားတာကိုမြင်လိုက်ရတယ်ဆိုတဲ့မှတ်တမ်းရှိပါတယ်ဒီမှတ်တမ်းကိုအဲ့ဒီခေတ်က Woodcut print လို့ခေါ်တဲ့တစ်သားပြားပေါ်မှာပုံဖော်ထွင်းထုထားတဲ့သတင်းစာလိုမှတ်တမ်းအဖြစ်ဂျာမနီနိုင်ငံကသမိုင်းပြတိုက်မှာအခုတထိရှိနေပါသေးတယ်။ဒါဟာနေရောင်ခြည်ရဲ့အလင်းပြန်မှုကြောင့်ဖြစ်တဲ့သဘာဝဖြစ်စဉ်လို့သုံးသပ်ကြတာတွေရှိပေမဲ့အဲ့ဒီခေတ်ကလူတွေရဲ့ပြောစကားအရတော့အရာဝတ္ထုတွေကစနစ်တကျပြန်တန်းသွားတာဖြစ်တဲ့အတွက် UAP ဖြစ်စဉ်ဆိုပြီးတော့သုံးသပ်ကြတာလည်းရှိပါတယ်။ဒါအခုကျွန်တော်ပြောပြခဲ့တာလင်းရင်လိုမျိုးနီးပညာမြင့်ရင်တွေမပေါ်ခင်ကအထောက်အထားအခိုင်အလုံရှိခဲ့ဘူးတဲ့ UAP ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။နောက်ပိုင်းလင်းရင်ပေါ်ပြီးနောက်ပိုင်းနီးပညာတွေမြင့်လာတဲ့အခါမှာလည်းအထောက်အထားအခိုင်အလုံရှိခဲ့တဲ့နောက်ထပ် UAP ဖြစ်စဉ်တစ်ခုရှိပါတယ်။ဒါကိုလည်းဒါပေးသက်ကြီးလည်းကြားဘူးကြမယ်ထင်ပါတယ်။နံပါတ်1ဖြစ်စဉ်ကတော့1948ခုနှစ် New Mexico ပြည်နယ် Roswell မြို့အနီးမှာဖြစ်ခဲ့တဲ့ UAP ဖြစ်စဉ်ပဲဖြစ်ပါတယ်။1948ခုနှစ်ဇွန်လအတွင်းမှာNew Mexico မြို့နယ် Roswell မြို့ရဲ့မြောက်ဖက်မိုင်80အကွာကလယ်ကွင်းထဲမှာအမျိုးအမည်မသိတဲ့ရင်မြန်တစ်ခုပြတ်ကျခဲ့တာကိုအနာကဒေသခံတွေအကုန်လုံးနှီးပါသိခဲ့ကြပါတယ်။အဲ့ဒီအချိန်ကအပျက်အစီးတွေကိုဒေသခံတွေတွေ့ရှိပြီးတဲ့အချိန်မှာအကြောင်းကြားတဲ့အတွက်ပထမဆုံးသွားရောက်သိမ်းဆည်းခဲ့တဲ့တပ်ဖွဲ့က Roswell Army RAAF ကပဲဖြစ်ပါတယ်။ American အစိုးရကဒီအပျက်အစီးတွေကိုသွားရောက်သိမ်းဆည်းပြီးတဲ့နောက်မှာပြန်တန်းရေးရင်မြန် Flying Disc တစ်စီးကိုဖမ်းဆီးမိထားတယ်ဆိုပြီးတော့သတင်းစာတွေမှာတရားဝင်ထည့်သွင်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီထုတ်ပြန်ချက်ထုတ်ပြန်ပြီးတော့နောက်တစ်နေ့မှာပဲချက်ချင်းဆိုသလိုဒါကရင်မြန်မဟုတ်ပါဘူး။ရာသီဥတုတိုင်းနဲ့မိုးပြန်မှုပေါင်းတစ်ခုသာဖြစ်ပါတယ်ဆိုပြီးတော့ပြန်ပြောင်းပြီးတော့ထုတ်ပြန်ခဲ့ပါတယ်။အဲ့လိုထုတ်ပြန်ပြီးတော့နောက်ပိုင်းနှစ်ပေါင်း90ကြာတဲ့အချိန်1994ခုနှစ်မှာအစိုးရကဒါကရာသီဥတုတိုင်းနဲ့ဘူပေါင်းမဟုတ်ဘဲနဲ့ရုရှားရဲ့နျူကလ িয়ার စမ်းသပ်မှုကိုခိုးယူနားထောင်ဖို့လှုပ်ထားတဲ့ Project Morgan လို့ခေါ်တဲ့ရှုပ်ဝက်ဘူပေါင်းဖြစ်စဉ်ဖြစ်တယ်လို့ဆိုပါတယ်။အစိုးရကဒီဖြစ်စဉ်တစ်ခုတည်းကိုပဲသုံးငါပြောင်းပြီးတော့ပြောခဲ့ပါတယ်။အစိုးရရဲ့ထုတ်ပြန်ချက်တွေမှာပထမဆုံးထုတ်ပြန်ချက်ကပဲဒေသခံတွေပြောစကားနဲ့ကိုက်ညီခဲ့ပါတယ်။ဒါကတော့ဒါဟာအမျိုးအမည်မသိနီးပညာမြင့်ရင်မြန်တစ်ခုဖြစ်တယ်ဆိုတာပဲဖြစ်ပါတယ်။အစိုးရကရှုပ်ဝက် project လို့ပြောခဲ့ပေမဲ့ဂျက်စီမာကယ်လိုမျိုးအပျက်စီးတွေကိုလက်နက်ကင်ခဲ့တဲ့သူကတော့ဒါဟာလူလုပစ္စည်းမဟုတ်ဘူးဆိုတာကိုသိတဲ့အထိပြောဆိုသွားခဲ့ပါတယ်ဒီဖြစ်စဉ်မှာမျက်မြင်သက်သေတွေရှိပါတယ်အစောပိုင်းမျက်မြင်သက်သေတယောက်ဖြစ်တဲ့ဒီ Roswell မြို့ကဒီဖြစ်စဉ်ရဲ့အနာကလယ်သမားတဦးဖြစ်တဲ့ Max Brazil ကလည်းသူ့ရဲ့စကြက်မြေထဲမှာထူးဆန်းတဲ့အပိုင်းအစတွေကိုတွေ့ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီအပိုင်းအစတွေဟာအလွန်ပေါ်ပါပြီးတော့ခိုင်ပါတယ်ခောက်လိုက်လို့ရှိရင်လည်းမူလပုံစံအတိုင်းပြန်ဖြစ်သွားတယ်။နောက်ပြီးတော့မီးရှို့လို့လည်းမရဘူးလို့ဆိုပါတယ်။ဒီလိုမျိုးပြောခဲ့တာကသူတယောက်တည်းတော့မဟုတ်ပါဘူး။ထောက်လန်းရေးအရာရှိဂျက်စီမာကယ်လည်းပါဝင်ပါတယ်။သူဟာဒါကိုပထမဆုံးမြင်ခဲ့တဲ့စစ်ဘက်ဆိုင်ရာမျက်မြင်သက်သေလည်းဖြစ်ပြီးတော့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်1980ကျော်မှာကျွန်တော်တို့တွေ့ခဲ့တဲ့အရာတွေကဒီကဘာကပစ္စည်းတွေမဟုတ်ဘူးဆိုတာဝန်ခံခဲ့ပါတယ်။သူကအဲ့ဒီအပိုင်းအစတွေပေါ်မှာထူးဆန်းတဲ့သင်္ကေတတွေလည်းပါဝင်တယ်လို့ပြောခဲ့ပါတယ်။သူဟာဒီအပျက်အစီးတွေကိုစစ်စခန်းကိုမပို့ခင်မှာသူ့အိမ်ကိုခဏယူလာပြီးတော့ဇနီးနဲ့သားဖြစ်သူတို့ကိုပြသခဲ့ပါတယ်။သူသားကလည်းသူသေဆုံးတဲ့အချိန်ထိအဲ့ဒီညကဖခင်ဖြစ်သူပြခဲ့တဲ့ထူးဆန်းတဲ့အပိုင်းအစတွေနဲ့အဲ့ဒီဘော်ကခရမ်းရောင်သင်္ကေတလေးတွေကိုကျွန်တော်အမှတ်ရနေသေးပါလို့တက်တည်ထွက်ဆိုခဲ့ပါတယ်။
ဒီနေရာမှာမျက်မြင်သက်သေနဲ့အစိုးရဘသူ့ကိုယုံရမလဲဆိုတာတော့ဒါကျွန်တော်ကြည့်နေတဲ့ပရိသတ်ကြီးကိုယ့်အကိုဆုံးဖြတ်ဖို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်နောက်ထပ်ဖြစ်စဉ်တစ်ခုကိုသွားရအောင်ပါကျွန်တော်တို့ဒီလိုနီးပညာမြင့်ပစ္စည်းတွေပေါ်လာတဲ့အချိန်မှာပဲနောက်ထပ် UAP ဖြစ်စဉ်အကြီးစားတစ်ခုရှိခဲ့ပါတယ်ဒီဖြစ်စဉ်ကတော့1968ခုနှစ်မတ်လ16ရက်နေ့ American ပြည်ထောင်စု Montana ပြည်နယ်မှာရှိတဲ့ Manstrom လေတပ်စခန်းမှာဖြစ်ခဲ့တာပဲဖြစ်ပါတယ်ဒါကိုသိပ္ပံပညာရှင်တွေနဲ့အငြိမ်းစားစစ်ဖက်အရာရှိတွေကတမိုင်းမှာအန္တရာယ်အရှိဆုံး UAP ထိတွေ့မှုအဖြစ်သတ်မှတ်ခဲ့ပါတယ်ဖြစ်စဉ်အသေးစိတ်ကိုပြောရရင်အဲ့ဒီနေ့မနက်ပိုင်းမှာမြေအောက်ဒုံးကြီးထိန်းချုပ်ရေးခန်းကအရာရှိတွေကထူးဆန်းတဲ့အချက်ပြတွေကိုစပြီးတော့ရရှိခဲ့ပါတယ်အဲ့ဒီအချိန်တပြိုင်နက်တည်းမှာပဲမြေပေါ်မှာရှိတဲ့အပြင်ကလုံခြုံရေးအဆောက်တွေကနေပြီးတော့စခန်းရဲ့အပေါ်တဲ့တဲ့မှာအနီရောင်ပုံစံရှိတဲ့အရာဝတ္ထုတစ်ခုလေချောင်းပြန်တန်းရေးနိယာမတွေကိုပယ်ဖြတ်ပြီးတော့ပြန်တန်းနေတယ်ဆိုပြီးတော့သတင်းပို့ပါတယ်ဒါပြောရရင်ဒီစခန်းကနျူကလ িয়ার ထိပ်ဖူးတက်ထားတဲ့ဒုံးပြန်တွေထားတဲ့စခန်းမှာဒီစခန်းမှာဒုံးကြီး10ခုရှိပါတယ်ဒီရှိတဲ့ဒုံးကြီး10ခုလုံးကလည်းတီးခြားလျှက်စစ်တီးခြားဘက်ထရီစနစ်နဲ့တစ်ခုပြတ်သွားရင်တော့နောက်တစ်ခုကကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်အောင်လုံခြုံရေးစနစ်အပြည့်နဲ့ထားတဲ့ဒုံးကြီးတွေပဲဖြစ်ပါတယ်ဒီသူတို့စခန်းရဲ့အပေါ်မှာအနီရောင်လင်းလက်နေတဲ့အရာတစ်ခုပြန်တန်းနေတာကိုတွေ့ပြီးအချက်ပြတွေတွေ့ပြီးမကြခင်မှာပဲသူတို့စခန်းမှာရှိတဲ့တီးခြားစီတိဆောက်ထားတဲ့ဒုံးကြီး10ခုလုံးကရှက်တောင်းကျသွားပါတယ်ဒီဒုံးကြီး10ခုလုံးအလုံးမလုံးတော့ဘူးပေါ့ဗျာပြောရလို့ရှိရင်တော့အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးတော့မိနစ်အနည်းငယ်အကြာမှာပဲမနီးမဝေးမှာရှိတဲ့ Oscar Flight လို့ခေါ်တဲ့တခြားဒုံးကြီးထိန်းချုပ်ရေးစခန်းတစ်ခုမှာလည်းအလားတူဖြစ်ရတစ်ခုထပ်ဖြစ်ခဲ့ပါတယ်အဲ့ဒီထူးဆန်းတဲ့အရာဝတ္ထုကိုမြင်ပြီးတဲ့အချိန်မှာသူတို့စခန်းမှာရှိတဲ့ဒုံးကြီး6ဆင်းရနေပြီးတော့10ဆင်းအထိထပ်ပြီးတော့ရက်သွားပြန်ပါတယ်ဒီကိစ္စကဒါအမျိုးသားလုံခြုံရေးကိုချိန်ချောက်တာဆိုပြီးတော့ US အစိုးရကအပြင်းအထန်စုံစမ်းစစ်ဆေးခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဒါဒီအဝေးကပစ္စည်းကသူတို့ရဲ့ညူထိပ်ဘူးတက်ထားတဲ့ဒုံးပြန်တွေကိုထိန်းချုပ်လို့ရတယ်ဆိုတာဒါသူတို့နိုင်ငံရဲ့လုံခြုံရေးအတွက်ကောကမ္ဘာလုံခြုံရေးအတွက်ပါတော်တော်လေးအန္တရာယ်ရှိတဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက်ပါဒီတော့အမေရိကန်အစိုးရကဒီဖြစ်စဉ်ကိုအသေးစိတ်စစ်ဆေးပါတယ်အဲ့လိုစစ်ဆေးတဲ့အခါမှာလဲစက်ပိုင်းဆိုင်ရာချိုရင်းချက်လျှက်စစ်စီးဆင်းမှုပြဿနာဒါမှမဟုတ်လူသားတွေလုံနိုင်တဲ့ဖောက်ထွင်းမှုဟက်ကင်မျိုးတစ်ခုမှမတွေ့ရှိခဲ့ရပါဘူးပို့ပြီးတော့ထူးဆန်းတာကအဲ့ဒီပြန်တန်းနေတဲ့ UAP ထွက်သွားတဲ့အချိန်မှာပဲဒီစခန်းကဒုံးကြီးတွေအကုန်လုံးကစတင်ပြီးအလုပ်လုပ်လာပါတယ်ဒါတပိုင်းမှာအထောက်ထားအတိအကျရှိခဲ့တဲ့ UAP ဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်ဒီဖြစ်စဉ်မှာ EcoFlight ရဲ့ Missile Launch Officer တဦးဖြစ်တဲ့ Robert Seller ဟာဒီဖြစ်စဉ်ရဲ့လူသိရှင်ကြားအရှိဆုံးသက်သေပါသူကကျွန်တော်တို့ရဲ့အဆင့်မြင့်နျူကလ িয়ার လက်နက်တွေကိုပြင်ပကအရာဝတ္ထုတစ်ခုကလွယ်လွယ်ကူကူပဲထိန်းချုပ်သွားတာပါဆိုပြီးတော့အမြဲတမ်းပြောလို့ရှိပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လည်း Unidentified Inside America UFO Investigation ဆိုတဲ့ series မှာလည်းအသေးစိတ်ဖော်ပြထားတာတွေ့ရပါတယ်ဒါကျွန်တော်ငငယ်ရဆိုရင် History Channel ကဒီ series တွေကိုကြည့်လို့ရှိပါတယ်ဒါပေမဲ့ကျွန်တော်ထင်ခဲ့တာဒါဒီကောင်တွေအတိတ်ပဲမရှိဘူးပေါ့ဒါဒီကောင်တွေရှောက်ရိုက်ထားတယ်ပေါ့ဒါပေမဲ့နောက်ပိုင်းကျွန်တော်တဖြည်းဖြည်းနဲ့နားလည်လာတာကဒါသူတို့အနေနဲ့အတိအကျဆုံးဖြစ်အောင် documentary ရိုက်ထားခဲ့တာပဲဖြစ်ပါတယ်ဒါကျွန်တော်ထင်ခဲ့သလိုမျိုးဒါသူတို့ပေါ့ပေါ့ပဲလုပ်ခဲ့တာမျိုးလုံးဝမဟုတ်ဘဲနဲ့ဒါအခုဥပမာဆိုလို့ရှိရင်ဒီဖြစ်စဉ်မှာဆိုလို့ရှိရင်လည်းဖြစ်စဉ်မှာပါခဲ့တဲ့လူတွေကိုသူတို့ interview ခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်။ဘာလို့ဆိုတော့ကျွန်တော်ကြည့်ခဲ့တာကြာပြီဆိုတော့ကျွန်တော်အသေးစိတ်တော့မမှတ်မိတော့ဘူး။ဒါပေမဲ့ကျွန်တော်မှတ်မိသလောက်ဆိုလို့ရှိရင်အဲ့ဒီ Manstrom လေတပ်စခန်းကအဲ့ဒီ UAP ကိုအနိကမြင်ခဲ့တဲ့လူတွေရဲ့အကြောင်းတွေပါပါတယ်။အမှတ်ရဆိုအဲ့ထက်ကတယောက်ကအဲ့ဒါကိုမြင်ပြီးတော့ဒါမေ့လဲသွားတယ်။နောက်ပြီးတော့သူပြန်နိုးလာတဲ့အချိန်မှာသူမျက်စိဝါးသွားတယ်ပေါ့မျက်မှန်တက်လိုက်ရတယ်ပေါ့အဲ့လိုမျိုးပြောခဲ့တာတွေ့ပါတယ်ဒါကြောင့်ဒီ Manstrom ဖြစ်စဉ်ကိုကျွမ်းကျင်သူတွေကဒီဖြစ်ရက်ကတာမန်လျှက်စစ်ချိုယွင်းမှုမျိုးလုံးဝမဟုတ်ဘဲနဲ့အလွန်အဆင့်မြင့်တဲ့ပြင်ပကနေဝင်ရောက်ထိန်းချုပ်မှု external interference တခုခုကြောင့်ဖြစ်နိုင်တယ်ဆိုပြီးတော့ယူဆကြတာပဲဖြစ်ပါတယ်နောက်ထပ် UAP တွေကဘာတွေဖြစ်နိုင်သေးလဲဆိုလို့ရှိရင်ရေခဲပွင့်တွေနောက်ပြီးတော့အပူချိန်ပြောင်းမှုကြောင့်ဖြစ်တဲ့အလင်းပြန်မှုတွေနဲ့မိုးလေဝသဖြစ်စဉ်တချို့ကရေဒါတွေနဲ့ကင်မရာတွေမှာပုံမှန်မဟုတ်တဲ့ပုံရိပ်တွေကိုလည်းပေါ်စေနိုင်ပါတယ်။ဒါပေမဲ့အဲ့လိုပေါ်တယ်ဆိုရင်တော့မှအခုလိုတိတိကျကျဝင်ပြီးတိတိကျကျထွက်သွားတာတွေရုပ်တရက်အချိန်မြင့်သွားတာတွေကတဘာဝတရားရဲ့ဖြစ်စဉ်ကြောင့်ဆိုတာပြောဖို့ကခက်ပါတယ်။မဖြစ်နိုင်ဘူးလို့လည်းပြောဖို့ခက်ပါတယ်။ဒါကြောင့်လဲအမေရိကန်အစိုးရကဒါတွေကိုဘာတွေလဲဆိုတာအတိတ်ပဲသတ်မှတ်လို့မရသေးတဲ့အရာတွေလို့သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ကဲဒီတော့ကျွန်တော်တို့ကမ္ဘာနိုင်ငံကြီးတွေအမေရိကန်တရုတ်
ရုရှားနိုင်ငံတွေကရောဒီ UAP တွေကိုဘာလို့သတ်မှတ်ထားလဲအမေရိကန်ကတော့ UAP ကိုအမျိုးသားလုံခြုံရေးဆိုင်ရာစိန်ခေါ်မှု National Security Threat လို့သတ်မှတ်ပြီးတော့အလေးအနက်ထားကင်တွယ်လာပါတယ် AARO ဆိုတဲ့အဖွဲ့ကိုဖွဲ့စည်းပြီးတော့လဲစနစ်တကျစုံစမ်းနေပါတယ် NASA ဆိုရင်လည်းဒီ UAP တွေကိုစုံစမ်းဖို့အတွက်တီးသန့်ကော်မတီတစ်ခုဖွဲ့ထားတာရှိပါတယ်သူတို့တွေအားလုံးရဲ့သဘောထားကတော့ဒါကအစစ်မြင့်နည်းပညာရှိတဲ့တက်ရှိတွေမဟုတ်ဘူးဆိုရင်တော့မှငါတို့ကောင်းငင်မှာဘာတွေဖြစ်နေလဲဆိုတာသိဖို့ဆိုတဲ့ယူဆချက်နဲ့ပါတရုတ်နိုင်ငံဆိုရင်လည်း UAP တွေကို Unidentified Air Condition လို့သတ်မှတ်ပြီးတော့ AI နည်းပညာကိုအသုံးပြုပြီးတော့ခြေရာခံလေ့လာနေပါတယ်။သူတို့ကလည်းဒါကိုလုံခြုံရေးကိစ္စရဲ့တစ်ခုလိုပဲရှုမြင်ပါတယ်။ရုရှားနိုင်ငံကတော့ဒီ UAP တွေနဲ့ပတ်သက်တဲ့သတင်းတွေကိုအမေရိကန်လောက်ထုတ်မပြောပါဘူး။ဒါပေမဲ့သေချာတာရုရှားကလည်းအမေရိကန်တပ်တောင်ပို့ပြီးတော့အသေးအတန်ဒီ UAP တွေနဲ့ပတ်သက်ပြီးတော့လေ့လာနေတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ဒါတွေကိုသူတို့စီမှာစစ်ဖက်ဆိုင်ရာနည်းပညာရှုဝက်ချက်အဖြစ်ထိမ့်သိမ်းထားပါတယ်။အနှစ်ချုပ်ရရင်တော့ကမ္ဘာနိုင်ငံကြီးတွေကဒီ UAP တွေကိုတခြားနည်းပညာမြင့်တက်ရှိတွေဖြစ်တယ်လို့တော့သတ်မှတ်ထားတာမရှိသေးပါဘူးဒီဟာတွေကအမျိုးအမည်မသိတဲ့အရာတွေဒါမှမဟုတ်အမျိုးသားလုံခြုံရေးကိုထိခိုက်စေတဲ့အရာတွေအနေနဲ့တော့အပြင်းအထန်စုံစမ်းစစ်ဆေးတာတွေလှုပ်ဆောင်လျက်ရှိပါတယ်အခုဆိုရင်တော့ UN အစိုးရကကျွန်တော်ပြောခဲ့သလိုပဲဖြည်းဖြည်းချင်းစီတော့သူတို့မသိသေးတဲ့အကြောင်းအရာတွေကိုစပြီးတော့ထုတ်ပြန်ပေးနေပြီဖြစ်ပါတယ်သူတို့သိတဲ့အကြောင်းအရာတွေကတော့သူတို့ထုတ်ပြန်ဖို့အစီအစဉ်ရှိလားမရှိဘူးလားဆိုတာတော့ကျွန်တော်လည်းမသိပါဘူးကဲဒီတော့ In the Wall လေး channel ရဲ့ပရိသတ်ကြီးရောဒီကောင်းငင်ပေါ်မှာအမျိုးအမည်မသိပြန်တန်းနေတဲ့အရာတွေကိုမြင်မှုလားမမြင်ဘူးဆိုလဲဒါတွေကဘာတွေဖြစ်မယ်လို့ထင်လဲဂျိုသားတွေလားဒါမှမဟုတ်ဒီတဘာဝတွေကဖြစ်စင်မယ်လားဒါမှမဟုတ်ကင်မရာတို့ရေဒါတို့ကျွန်တော်တို့ရဲ့မျက်လုံးတွေကိုယ်တိုင်ကမှားယွင်းပြီးမြင်မိနေတာလားဘယ်အရာကယုတ်တိအရှိဆုံးလဲကျွန်တော်နဲ့အတူကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်